နှုတ်တော်ထွက်ဓမ္မစက်တို့တွင်အဝေဘာဖြစ်သောပရိတရားတို့တွေကိုရောဖတ်တရေစေကြနာယူကြဗလားဆိုရင်အနတ္တပိစနထံမလိုလားတဲ့ကျူးမဲ့တွေကိုပယ်ဖြစ်နိုင်ခြင်းအထဇနကထံလိုလားတဲ့ကောင်းကျိုးတွေနဲ့ပြည့်စုံခြင်းဆိုတဲ့အကျိုးတရားတွေတို့ပွားကြတယ်ဆိုတာအများသိကြအထူးအားဖြင့်တော့တနေ့တာ၏အစဖြစ်တဲ့နှစ်ဆန်းတည်းနေ့ကာလဆိုရင်နေ့သစ်နှစ်ကူအထူးချိန်ခါမှာမင်္ဂလာယူသောအနေအားဖြင့်ပရိတရားတွေကိုနာကြားကြရုပ်ပတ်တရေစေကြဒီနေရာမှာသတိထားမိတာကရုပ်ပတ်တရေစေကြတဲ့ပုဂ္ဂိုလ်များလေးစားမှုတွေထင်ရှားတော်လည်းပဲနာကြားသူတွေတက်ကဒီနေ့ရော့ပေါ်တဲ့သဘောလေးတွေ့ရတယ်အမှန်ကတော့ကျမ်းမာရေးအတွက်စေဝါပေါ်စရာမှာပင်လျင်စေပစ္စည်းစုံတော့ပိုးပြီးအစွမ်းထက်တယ်လို့ပဲမြတ်စွာဘုရား၏တရားတော်တွေကိုရွတ်ဖတ်တဲ့စေနာယူကြရမှာလည်းပဲအင်္ဂါပြည့်စုံတော့ပိုးပြီးစွမ်းထက်ပါလေများသောအားဖြင့်ကိုယ်တိုင်ကိုယ်ကြဟောကြားတာကိုနာယူရမှာစွမ်းထက်တယ်လို့ထင်ကြတော့လည်းပဲတကယ်ကြတော့ယုံကြည်ရဲ့တရားတရားတတိဝရိယအာကောင်းပြီးအသိဉာဏ်ရှင်နေမလားဆိုရင်တဆင့်ဟောကြားတဲ့တရားတော်များကိုပရိဒေသနာတွေကိုနာကြားခြင်းသည်ပဲလေကလေးငိုခြင်းအစရှိတဲ့မလိုလားတဲ့နိဋ္ဌာတွေပြားပြီးဒီကလာစိတ်ချမ်းသာကိုယ်ချမ်းသာရောက်ကြပါအဲ့လိုရောက်ရမှာပရိတရားများသိတိပွားစီဖို့ဘာတွေလိုအပ်တယ်လဲတဲ့ရုပ်ပတ်တရေစေတဲ့ပုဂ္ဂိုလ်ဘက်ကလည်းအင်္ဂါပြည့်စုံမှုလိုအပ်တယ်လို့ပရိတရားနာကြားသူများဘက်ကလည်းအင်္ဂါပြည့်စုံမှုလိုအပ်ပါတယ်ဤကဲ့သို့အင်္ဂါပြည့်စုံရမှာပရိယုတ်သူ၌ပြည့်စုံရမည်အင်္ဂါရများမှာနံပါတ်1ပရိတော်ဤပါဠိတက္ခရာများကိုဇနိတယအတန်အတွက်ပြည်ပြင်းမှန်ကန်အောင်ထံကြိုင်းကြကြရုပ်ဖတ်တတ်ခြင်းနံပါတ်2မိမိရုပ်ဖတ်သောပရိတော်အပေါ်၌ယုံကြည်မှုအပြည့်ရှိခြင်းပါဠိတော်ဤအ내အဓိပ္ပာယ်ကိုကောင်းစွာသိရှိနားလည်ခြင်းနံပါတ်3မိမိရုပ်ဖတ်သောပရိဒေသနာနာကြားသူတို့အပေါ်တွင်မေတ္တာကရုဏာအပြည့်အဝဖြင့်လလဘကိုမငဲ့ကွယ်ပဲရုပ်ဖတ်ခြင်းအဲ့လိုအင်္ဂါတို့ပဲဖြစ်ပါတယ်ထိုနည်းတူစွာပရိတရားကိုနာကြားရမည်သူများကလည်းပဲနာကြားသူများပြည့်စုံရမယ်အင်္ဂါတို့မှာနံပါတ်1အမိအဖတတ်ခြင်းစသောသင်္သာနန္တရိယကံမရှိခြင်းနံပါတ်2အယူမှားသောမိစ္ဆာဒိဋ္ဌိဝါဒတို့မှကင်းလွတ်ခြင်းနံပါတ်3ပရိတော်ဤတကောတီသောအာနုဘောကိုလေးနဲ့ဆွေးမြဲစွာယုံကြည်ခြင်းတို့ဖြစ်ပါတယ်ဤကဲ့သို့ယုံကြည်သောတရားပြည့်စုံစွာဖြင့်မိမိတို့ရုပ်ဖတ်တရေစေနာယူကြဗလားဆိုလို့ရှိရင်တတ္တတရားအပြည့်ဖြင့်နာကြတယ်လေပဲယခုဒီကတို့တွေရရှိတတ်တဲ့ဘေးကြီးမရောက်လွင့်ပေပြောက်၍ကြီးမြောက်သိတိတကောရှိသည့်ကြီးပြီးကြည်သောပရိတော်ကိုသူတော်တကားချမ်းသာရ၏စေမျောတွေးလျက်ပရိတရားခွေများပရိတရားတော်များကိုလီလီစားစားနာကြားနိုင်ကြပါစေဆိုတာမေတ္တာစေနာပြုဝါပါဖြင့်ဓမ္မဒါနပြုပါလေသမန္တာသကဝါလေတုအတရာကိသန္တုဒေဝတာတတ္တမမုနိရာဇတသူနန္တုသက္ကမောက္ခတံဓမ္မတဝနာကာလောယံဗတ္တန္တာဓမ္မတဝနာကာလောယံဗတ္တန္တာဓမ္မတဝ
သဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယေတန္တာတန္တာစေတတိတရဏတရဏဣထလောကံတရေဝဘုံမာဘုံမာသတိဝါကုဏကနကနပြဝတ္တာသဗ္ဗကာလံဣတိအာယန္တုဒီဝါဝရကနကမယိမေရုရာစီဝတန္တောတန္တောတန္တောတဟိတောမုနိဝရဝေစနံသောတုမေကံသမေကာသဗ္ဗိတုသကဝါလိတုယက္ခဒေဝသဗေမေနောယံမေကတံဘုံညံသဗ္ဗတံပါတိတာတကံသဗ္ဗိတာနုမောရိတဝသမေကသာတနေရတာပမာဒာရိတာဟွန်တုအာရေခတုဝိတိတတောသဒ္ဒနာသသလောကတဗုဒ္ဓိဝတ္တုတဗ္ဗေတာသာသနာပိသလောကိဉ္စဒီဝရေခန္တုတဗ္ဗေရာတတ္တိဟွန်တုသုခိတာပိပရိဝါရေဟိအတ္တနောအနိဃသုမနာဟွန်တုသာသပိဟိညာတိပိရာဇတောဝါသောရတောဝါမနုဿတောဝါအမနုဿတောဝါအဂိတောဝါဥဒကတောဝါပိသာသတောဝါခန္ဓုကတောဝါကန္တကတောဝါနေခတတောဝါသနဗတရောဂတောဝါအတ္တဓမ္မတောဝါအတ္တဒိဋ္ဌိတောဝါအတ္တပရိသတောဝါသန္တအတ္တိအတ္တမိကကိုနာကုကုရအဟိဝေစီကမနိတဗာတိပိဣသတရေသာဒုက္ခရမေန္တယက္ခရကတာတိဟိနာနာဝယတောဝါနာနာရောဂတောဝါနာနာဥပဒဝတောဝါအရေခံကနန္တုယံ